ပိုးစားပြုခင်ရဲ့ယောက်ျားကိုထွန်းနဲ့ဆက်ဝင်ချမ်းလေးတို့ရဲ့ဇလံကိုထွန်းတို့ပြီးခဲ့ရနာဆိုင်မှာဝန်ထမ်းကောင်လေးစစ်သွေးရန်ကတက်တော်ရိုက်နေတော့ကိုထွန်းရဲ့သမီးလေးဖွေးစိန်ကဗီဒီယိုရဲပါသွားတာကနေပြဿနာစားလာတာပါကလေးဆိုတော့ရှုပ်တတ်တာပဲလေနော်ဝန်ထမ်းလေးကတော့တမီရွယ်ရိုက်တာမဟုတ်ပဲမတော်တဆပါသွားတာပါလို့ရှင်းပြရှာပါတယ်ဒါပေမဲ့ကိုထွန်းကတော့တော်တော်လေးတော်သားထွက်သွားတာပါဝန်ထမ်းကောင်လေးစစ်သွေးရန်ပြောတာကတော့တော်တော်ကိုရင်နာစရာပါတတိယသူ့ကိုရိုက်နှက်တယ်ကိုတိလည်းရောက်ပါစော်ကားတဲ့နောက်ပြီးလမ်းဘေးတလေးဆန်လို့မောင်းထုတ်တာမျိုးလို့စိုင်တဲရနေမောင်းထုတ်ပြီးအလုတ်ထုတ်လိုက်တဲ့ဒါတွေမကသေးပါဘူးသူ့ရဲ့မိသားစုကိုပါဖျက်ဆီးမယ်လို့ချိန်ချောက်ခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်လေကောင်လေးကဘာပြစ်မှမရှိဘဲနဲ့အလုတ်ထရတာလို့လိုင်းပေါ်မှာဖွင့်ရပြောလာခဲ့တာပါဒီကိစ္စမှာဘယ်သူမှလဲဘယ်သူမှားတယ်ဆိုတာလူတွေအားပြိုင်နေကြပါတယ်ဝန်ထမ်းကိုတနာကြတဲ့သူတွေကတော့ဘာပဲဖြစ်ဖြစ်လက်ပါပိုင်ခွင့်မရှိဘူးတတိဖြစ်တိုင်းမင်းလုပ်လို့မရဘူးလို့ကိုထွန်းကိုပြောဆိုနေကြပါတယ် CCTV မှတ်တမ်းကြည့်ပြီးဖြည့်ရှင်းတင်တာကိုဒေါသနဲ့ဆုံးဖြတ်တာအုံနောက်မကောင်းဘူးလားလို့တော့မင်းနေကြတာပါဒေါသထန်နေတဲ့အဖေတယောက်ရဲ့စိတ်ကိုနားလေသူတွေကတော့တမီးရဲ့အတွက်စိုးရိမ်တာအဖေတိုင်းဖြစ်မှာပဲပိုးကြောင်ပြူခင်ကကလေးတွေနဲ့ဗီဒီယိုမရိုက်ဖို့တားထားပြီးသားကိုဝန်ထမ်းကလိုက်ရှုပ်နေလို့ထက်လုံးမိတာသူမှားတယ်လို့ဆိုပါတယ်အားလုံးကဒီအဖြစ်ပြက်နဲ့စိတ်ဖိစီးမှုအချိန်မှာမင်းသမီးပိုးကြဖြူခင်ကတော့ဒုတိယရင်သွေးလေးကိုမွေးဖွားဖို့နေစိတ်လားစိတ်ရှိနေပြီဆိုတော့ပို့ပြီးတော့စိတ်မကောင်းစရာဖြစ်နေတာပါပွေးကန်ဒီအချိန်မှာဒီလိုစိတ်ဖိစီးမှုတွေကြုံတွေ့ရတာတကယ်တော့မဖြစ်သင့်ပါဘူးလေနော်ပြောရမယ်ဆိုရင်တော့ဒီကိစ္စမှာတယောက်ကလည်းပါပြီးအနိုင်ကျင့်တယ်လို့ဆွဆွဲခံခဲ့ရတယ်နောက်တစ်ယောက်ကပြောထားတာတော့ဂယုမဆိုင်ပဲလုံးလို့ဖြစ်တယ်လို့ဆွဆွဲခဲ့ပါတယ်ပရိသတ်ကြီးတို့ရောဒီအချိန်ဒီမှာဘသူရဲ့လုပ်ရက်ကအဆိုးဆုံးလဲလို့ထင်ကြပါသလဲနော်